တိုးလေး80လဲထပ်ပြီးတော့မြင်မောင်းမယ်အောင်မြင်အောင်မယ်ကျွန်တော်ကဒီလိုမြင်ပါတယ်ချစ်ကြတယ်ကျမတို့ပြည်သူ့ချင်းလူပညာရှင်မောင်လေး heavy ပြောနေပြောနေတိုးလေးအတွက်အမှတ်တရစကားလေးနဲ့ဆူတောင်းစကားလေးအမှတ်တရစကားလေးတွေ9မိနစ်လောက်ပြောပြပါအောင်ရှင်9မိနစ်တည်းကျွန်တော်ဒီကြာပါပဲနော်9မိနစ်ဆိုတော့ဒီကကောင်ကလည်းတောက်ကြတာဆိုတော့ငါသိမပြောတတ်ဘူးအဲ့တော့ချစ်တယ်ဒီကကျေးဇူးရှင်တွေအကုန်လုံးရောလာရောက်အားပေးတဲ့ပြည်သက်တွေအကုန်လုံးရောကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ညီကောင်မောင်နှမတွေကိုလာရောက်ဝန်းရံပေးတဲ့ဒီကကျေးဇူးရှင်တွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပထမဦးစွာနဲ့တိုးလေးကကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်ကျွန်တော်တယောက်ရဲ့အမြင်ပါတိုးလေးစေတနာကောင်းလို့သူကံကောင်းတယ်ပဲကျွန်တော်သတ်မှတ်ပါတယ်ကျွန်တော်တို့ကကျွန်တော်ကကျတော့ဗမာလူမျိုးဆိုတော့ကျွန်တော်ဗုဒ္ဓဘာသာလူမျိုးဆိုတော့သူ့ရဲ့ကံအကျိုးကျွန်တော်ယုံပါတယ်နော်အဲ့တော့တိုးလေး80လဲထပ်ပြီးတော့မြင်မောင်းမယ်အောင်မြင်အောင်မယ်ကျွန်တော်ကဒီလိုမြင်ပါတယ်ဒါသူ့ရဲ့လက်ရှိစိတ်ကိုမဖြတ်ရင်တော့သူတောက်လျှောက်အောင်မြင်အောင်ပါပေါ့နော်ဒီစိတ်လေးကျွန်တော်ရန်သဘောကြပါတယ်ဒါကြောင့်မို့လို့တိုးလေးဒီတက်မကလုပ်ငန်းကိုင်ကိုင်းတွေအဆင်ပြေ၍မိသားစုပေါ်တည်တတ်တဲ့သူတယောက်ဖြစ်၍အောင်မြင်ကြော်ကြားပါစေလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါတို့အောင်မြင်ပါစေနာလားတော်လေး heavy ဖြစ်လို့ချစ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဘုရားမှာဆိုရင်တော့ကျွန်တော်ကိုချမ်းရဲ့ကျိုးလေးရဲ့ heavy ဖြစ်ရရောက်ရှိနေပါပြီနောက်ထပ်ရုပ်ပညာမောင်နှမတွေလည်းကျွန်တော်တို့စောင့်နေကြမယ်နော်